အားလုံးမင်္ဂလာပါ Angel Marigo ရဲ့ Knowledge Sharing YouTube Channel စီစဉ်လေးရလေပြန်လေးကြိုဆိုလိုက်ပါတယ်ဒီဘက်ကတော့ပထမဦးဆုံးဝေးရဲ့ဗီဒီယိုလေးဖြစ်တဲ့ဒီ divorce အကြောင်းနဲ့ပတ်သက်ပြီးတော့ knowledge sharing ဗီဒီယိုလေးမှာပေါ့နော်audience တယောက်ကနေပြီးတော့မှဒီ divorce ဖြစ်သွားပြီး breakup ဖြစ်သွားပြီးဆိုလို့ရှိရင်ဘယ်လိုမျိုး healing လုပ်ရမလဲဆိုတာဒီနဲ့ပတ်သက်ပြီးတော့အကြံဉာဏ်တောင်းထားလေးရှိပါတယ်အဲ့ဒါကြောင့်မို့လို့ဝေးရဒီနေ့ဝေးလေ့လာထားသမျှပေါ့နော်ဒီ breakup ဒါမှမဟုတ် divorce ဖြစ်သွားပြီဆိုလို့ရှိရင် healing ဘယ်လိုလုပ်ရမလဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့ sharing လုပ်ပြီးသားမှာဖြစ်ပါတယ်ဝေရှေ့ဗီဒီယိုမှာပြောပြထားသလိုပဲပေါ့နော်ဒီဘယ်လိုမျိုး healing လုပ်ရမလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ရှာဖွေကြည့်တဲ့အခါမှာ YouTube channel တွေမှာရောဒီ website တွေမှာရောပေါ့နော်နာမည်အကြီးဆုံးနဲ့ popular အဖြစ်ဆုံးကတော့ဒီpsychotherapist Susan Anderson ရဲ့ပေါ့နော်ဒီလမ်းခွဲပြီးနောက်ပြန်လဲကုစားခြင်းအဆင့်5ဆင့်ရှိရဆိုတာလေးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ဒီအဆင့်လေးတွေကိုအခုဝေသိသလောက် sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီလမ်းခွဲခြင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်လိုက်ပြီးတော့လေ့လာကြည့်တဲ့အခါမှာ YouTube channel တွေထဲမှာပြောထားတဲ့စကားလေးတစ်ခုရှိပါတယ်လမ်းခွဲခြင်းဆိုတာဟာစိတ်ခံစားချက်တွေပေါ့နော်ဒီ line လုံးအကြီးတစ်ခုကိုဖန်တီးပေးထားတာဖြစ်တယ်တဲ့သူကတုံလှုပ်ခြင်းနာကျင်ခြင်းတောင်းတခြင်းမကျေနပ်ခြင်းနဲ့ဒီရှက်တာတဲ့ဒေါသထွက်တာတဲ့ဒီစိတ်ခံစားမှုဆိုင်ရာဆာလောင်မှုတိတ်မှုတွေတခါတည်းမှာမနာလိုမှုတွေလည်းပါဝင်နိုင်ပါတယ်တဲ့တကယ်ကိုကြီးမားတဲ့စိတ်ခံစားချက်တစ်ခုဖြစ်သွားတာပေါ့နော်ဒီလမ်းခွဲခြင်းကဒီအခု sharing လုပ်သွားပေးမယ်ဒီ step 5ခုပါပေါ့နော်ဒီ step တစ်ခုချင်းစီကိုမခံစားရတာမျိုးလေးဖြစ်နိုင်ပါတယ်တယောက်နဲ့တယောက်ကတော့မတူနိုင်ဘူးပေါ့နော်နောက်တစ်ခုကဒီမှာပြထားတဲ့လိုမျိုးပေါ့နော် Q-pad ပုံစံနဲ့ဒီ step 5ခုခံစားသွားရတဲ့လူလေးရှိမယ်တချို့ကကြတော့5ခုလုံးကိုတပြိုင်နက်တည်းခံစားရတာမျိုးလေးရှိနိုင်ပါတယ်ပေါ့နော်ဒါဆိုရင်စိတ်ကျန်းမာရေးပညာရှင်ပေါ့နော် Susan Anderson ရဲ့ဒီလူသိများအောင်ဝေမျှထားတဲ့လမ်းခွဲခြင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြန်လည်ကုစားခြင်းအဆင့်5ဆင့်ကိုဝေ sharing လုပ်သွားပေးပါမယ်လမ်းခွဲပြီးနောက်မှာပေါ့နော်လူတယောက်ရဲ့ဒီစိတ်ခံစားမှုခန္ဓာကိုယ်မှာဖြစ်ပေါ်လာတဲ့ပြောင်းလဲမှုတွေကိုသူကနေပြီးတော့တဆင့်ချင်းရှင်းပြထားတာဖြစ်ပါတယ်ဒါဆိုရင် step 1ပေါ့နော်ပထမဦးဆုံးအဆင့်ကကြတော့ shattering လို့ခေါ်ပါတယ်ဒီအဆင့်ကကြတော့ဒီစိတ်နှလုံးကြေကွဲသွားခြင်းပေါ့နော်ဒီပထမအဆင့်ဖြစ်တယ်ဒါဟာပထမဦးဆုံးလမ်းခွဲပြီးချင်းဖြစ်တဲ့အချိန်ပေါ့နော်အခြေအတစ်ခုစပြီးတော့အဆုံးသတ်သွားတဲ့အခါမှာဒီကိုယ်ကဘာကြီးတစ်ခုကနေပြီးတော့ရုပ်တရက်ကြီးဒီပြိုကွဲသွားတယ်လို့ခံစားသွားရတယ်ပေါ့နော်အဲ့ဒီအနေအထားတစ်ခုဖြစ်ပါတယ်ဒီ psychology အရဆိုလို့ရှိရင်တော့သူကစိတ်ပိုင်းဆိုင်ရာထိတ်လန့်မှုတွေပေါ့နော်ကြောက်ရွံ့မှုတွေဖြစ်ပေါ်တတ်တယ်ပြီးရင်အုံနောက်ကနေပြီးတော့ဒီဆုံးရှုံးမှုကိုရုပ်တရက်လက်မခံနိုင်ဘူးပေါ့နော်လက်ခံဖို့ကြိုးစားနေတဲ့အချိန်ဖြစ်တယ်ပြီးရင်ခန္ဓာကိုယ်ရော physically ရော mentally ရောနာကျင်ရတဲ့အချိန်ဖြစ်ပါတယ်ဒီနေရာမှာကျတော့patient နဲ့သူတို့ပေးထားတဲ့ message တစ်ခုအကြတော့ပေါ့နော်အသက်ရှူဖို့တောင်ခက်ခဲနေတဲ့ခံစားချက်မျိုးပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ဆိုလို့ရှိရင်ဒါဟာပုံမှန်ပဲဖြစ်တယ်ပြီးတော့ကိုယ့်ရဲ့ဘဝကနေပြီးတော့ဒီ second line အတွင်းမှာပေါ့နော်ရုပ်တရက်ကြီးပြောင်းလဲသွားခဲ့တာဖြစ်တဲ့အတွက်နဲ့တကယ်လို့ဒီအချိန်မှာ emotional တအားဖြစ်လာပြီးတော့ငိုချင်တယ်ဆိုလို့ရှိရင်ငိုချလိုက်ပါပေါ့နော်ဘာဖြစ်လို့ဆိုတော့ဒီကိုယ့်ရဲ့ခန္ဓာကိုယ်ရောစိတ်ပိုင်းဆိုင်ရာအားလုံးကနေပြီးတော့ပေါ့နော်ဒီနာကျင်မှုထိတ်လန့်မှုတွေနဲ့ရုပ်တရက်ရင်ဆိုင်လိုက်ရတာဖြစ်တဲ့အတွက်နဲ့ဒီ shock ရနေတယ်ပေါ့နော်အဲ့ဒါကြောင့်နေပြီးတော့ထွက်ပေါက်ပေးဖို့လိုအပ်နေတယ်ဆိုပြီးတော့မှဒီလိုမျိုးသူတို့သုံးသပ်ထားတာလေးတွေတွေ့ရတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီနေရာမှာတော့ကိုယ့်ကို open fight ပြီးတော့ပေါ့နော်let yourself cry ဆိုပြီးတော့သူကတော့ခန္ဓာကိုယ် release လုပ်လိုက်ပါဒီ shock ရတဲ့ဟာလေးကိုတတ်တာတော့အောင်လို့ဆိုပြီးတော့မှဒီမှာအကြံပြုထားတာလေးတွေ့ရပါတယ်အဲ့တော့ဒီ shattering အဆင့်မှာဆိုလို့ရှိရင်ပေါ့နော်ယုံကြည်မှုကိုယုံကြည်မှုဖြစ်စီခံလိုက်ရတယ်ဆိုတာမျိုးပေါ့နော်ဒီရုပ်ပိုင်းဆိုင်ရာဒဏ်ရာရတယ်လို့မျိုးအာယုံကြောစနစ်တွေကလည်းစိတ်ဖိစီးမှုဟော်မုန်းတွေပို့ပြီးတော့ထုတ်လွှတ်ပြီးတော့ပေါ့နော်တုံ့ပြန်တဲ့ကိုယ့်ရဲ့အုံနောက်ကအဲ့ဒါကိုသိမခံနိုင်ဘူးပေါ့နော်အဲ့လိုအနေထားတွေဖြစ်ပါတယ်နောက်တစ်ခုကဒီမှာပြောထားတဲ့စကားစုလေးอ่ะပေါ့နော် your breaker is a threat to our survival ပေါ့နော်မင်းဒီလမ်းခွဲလိုက်တာနေပြီးတော့မင်းရဲ့ရှင်သန်မှုတွေနေပြီးတော့ချင်းချောင်းမှုတစ်ခုလိုပဲဆိုတော့တကယ်ကိုပြင်းထန်တဲ့စိတ်ခံစားမှုတာမကပေါ့နော်ပြင်းထန်တဲ့ရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုတွေပါရှိလာနိုင်ပါတယ်ဒါကပထမအဆင့်ပေါ့နော် shattering အဆင့်မှာခံစားရတာဖြစ်ပါတယ်except အနားယူတာ
ဒီစားတောက်တာအဲ့ဒါမျိုးတွေမှာအများကြီးအခက်အခဲရှိနိုင်တယ်ညာဖက်တွေအိမ်ရင်နဲ့နိုးထားလာတာတို့ဒီထိတ်လန့်တုန်လှုပ်ခြင်းတွေပေါ့နော်ဒါကလေအလွန်အမင်းတတိထားရမယ့်အခြေအနေမျိုးမှာရှိနိုင်ပါတယ်ဒီနှဆိုင်တဲ့နာကျင်မှုတွေဟာဆိုလို့ရှိရင်အတိတ်မှာဒီကိုကထားခဲ့ခံခဲ့ရတာတို့ဒီစွန့်ပစ်ခံခဲ့ရတဲ့ဝေဒနာဟောင်းတွေရှိခဲ့တယ်ဆိုလို့ရှိရင်လေဒီ shattering အဆင့်မှာပြန်ပြီးတော့ဝေဒနာဟောင်းတွေပြန်ပေါ်ပြီးတော့ထပ်ပြီးတော့နာကျင်ရတာမျိုးလေးရှိနိုင်တယ်ပေါ့နော်ဒီပြောရမယ်ဆိုလို့ရှိရင်အတိတ်နဲ့လက်ရှိပြစုပန်နဲ့ရောထွေးပြီးတော့မှထပ်ပြီးနာကျင်ရတာမျိုးတွေလည်းကြုံရနိုင်တယ်ပေါ့နော်ပြီးတော့ဒီကိုယ့်ရဲ့ခံစားချက်တွေကလုံးဝအစွန်းရောက်ပြီးတော့ပေါ့နော်လေစားမှုတွေလည်းခံရတယ်ဆိုတာမျိုးဒီထဲမှာဒီရေးထားတာလေးတွေတွေ့ရပါတယ်ဒါဆိုရင် step 2က withdrawal လို့ခေါ်တဲ့ဒီဆုတ်ခေါ်လိုက်ပြီးတော့ပေါ့နော်လွန်ဆွေးတဲ့အဆင့်ပေါ့နော်ဒီအဆင့်ကကြတော့ဒီဆေးတစ်မျိုးပေါ့နော်ဥမာကိုကမူရစ်ဆေးဝါးသုံးနေတဲ့လူတယောက်ကိုရုပ်တရက်ကြီးဖျက်လိုက်တဲ့အခါကျလို့ရှိရင်ခံစားရတဲ့ဒီအုံနောက်ကနေပြီးတော့ရုပ်ပိုင်းဆိုင်ရာကိုဆုတ်ခေါ်လိုက်ရတဲ့ဒီဒဏ်မျိုးကိုခံစားရတာမျိုးပေါ့နော်ကိုချစ်သူနဲ့ပတ်သက်တဲ့ဒီစာပို့တာတွေဖုန်းခေါ်တာတွေတွာလာတာတွေစသဖြင့်အဲ့ဒါတွေကိုအရန်တတိရလာတဲ့အခြေအနေမျိုးပေါ့နော်အဲ့တော့ဒီအဆင့်မှာဆိုလို့ရှိရင်အုံနောက်ကနေပြီးတော့ဒီမူရစ်ဆေးသုံးတဲ့သူတွေလိုမျိုးတက်ကြွနေတဲ့ဒီစိတ်တွေပေါ့နော်အဲ့လိုမျိုးအလားတူလှုပ်ရှားတယ်ဆိုတာမျိုးတွေ့ရတယ်orbit ဒါမှမဟုတ်ဒီကိုကင်းကိုဖြတ်တဲ့အခါမှာပေါ့နော်တစ်ဖက်လူအပေါ်မှာအလွန်အမင်းဒီတောင်းတမှုဖြစ်တာမျိုးတွေကြုံရတယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်ဒီနေရာမှာကိုယ့်ရဲ့ဒီဥမာကိုချစ်ရသူတွေနဲ့စာပို့တာဖုန်းခေါ်တာတွားတာလာတာအဲ့ဒါမျိုးတွေကိုပေါ့နော်ကိုယ့်ရဲ့စိတ်ကနေပြီးတော့စင်ဆက်မပြတ်ဒီတတိယလွန်ဆက်တာတွေဖြစ်လာတာမျိုးဖြစ်ပါတယ်ဒီ psychology အရဆိုလို့ရှိရင်တော့ဒီအချစ်ဟော်မုန်းဖြစ်တဲ့ dopamine နဲ့ oxytocin တွေကနေပြီးတော့ကျဆင်းသွားတယ်ပေါ့နော်ဒီအချိန်မှာပြင်းထန်တဲ့ဒီရုပ်ပိုင်းဆိုင်ရာတွေစိတ်ပိုင်းဆိုင်ရာတွေလွန်ဆွမှုကိုဖြစ်စေတယ်ဆိုပြီးတော့ဒီ psychology ရှုထောင့်ကနေပြီးတော့ရေးထားတာလေးတွေတွေ့ရတယ်ပေါ့နော်ဒီ step 2အနေနဲ့ပြောချင်တာကတော့ဒီချိန်မှာသူ့ကိုစာပို့ချင်တာဖုန်းခေါ်ချင်တာဒီသူနဲ့တွေ့ချင်တာဟာအချစ်မဟုတ်ပါဘူးဒါကဆွဲလန်းနေတာမျိုးပေါ့နော်ဒီမူရစ်ဆေးလိုဆွဲလန်းနေတဲ့စိတ်ကြောင့်တာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီ step 2မှာဆိုလို့ရှိရင်ကိုဘယ်လိုခံယူရမှာလဲဆိုတော့ဒီမှာအဖြစ်ဒီရာသီတုပ်ကွဲဖြစ်ပြီးတော့မှအခုမှနေကောင်းခါစားအနေထားလေးလိုမျိုးအများကြီးဂရုစိုက်ပေးရမယ်ဆိုတာမျိုးဒီမှာဒီအကြံပေးရေးသားထားတာလေးတွေတွေ့ရပါတယ် step 3ကကြတော့ internalizing the rejection လို့ခေါ်တဲ့ဒီညှင်းပယ်ခံရမှုပေါ့နော်ကိုကပြန်လေဆင်ခြင်သုံးသပ်တာဒါမှမဟုတ်လက်ခံတဲ့အဆင့်ပေါ့နော်ဒီအဆင့်ကကြတော့ဒီ step 50တွေမှာအန်ဒီအရှိဆုံးဆိုပြီးတော့သူကဒီမှာရေးထားရပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ဒီအဆင့်မှာကိုအပြစ်တင်လာပြီးတော့ငါဘာမှခဲ့တာလဲငါဘာလို့အဆက်ရှိလို့လဲဆိုပြီးတော့ပြီးသွားတဲ့အတိတ်ကာလကိစ္စတစ်ခုကိုရန်ဖန်ရန်ခါပြန်ပြီးစဉ်းစားနေတဲ့အနေထားတစ်ခုရောက်ပြီဆိုလို့ရှင်ဒါဟာ step 3ကိုရောက်နေရပါကိုတန်တရားဝင်လာတာပေါ့နော်အဲဒါဆိုရင်ဒီမှာpsychology အရာပြောထားတာဆိုလို့ရှိရင်တော့ဒီနေရာမှာအုံနောက်ကနေပြီးတော့မှဒီစူးစမ်းပြီးတော့အဖြေရှာနေပေါ့နော်ဘာကြောင့်နာကျင်နေရတာလဲကိုဟာဘာကြောင့်ဒီလိုခံစားနေရလဲဆိုတာကိုရှာဖွေဖို့စဉ်းစားတယ်အဲ့ဒီချိန်မှာကို blink လုပ်တယ်ပေါ့နော်ဒီ step 3ရောက်တဲ့အခါကျလို့ရှိရင်ကိုယ့်ရဲ့တန်ဖိုးတွေကိုကအသုံးမကျလို့ကိုဟာဘယ်မှာမှားသွားလို့လဲဆိုပြီးတော့အဖြေရှာနေတဲ့ဒီ step ပေါ့နော်ဒီဆင်ကဒါဆိုရင်ဒီ step 3အနေနဲ့မှတ်သားစရာကြတော့ဒီတယောက်ယောက်ကိုဘဝတွေကထွက်ခေါ်သွားတယ်ဆိုတာဟာနေပြီးတော့ကိုယ့်ရဲ့တန်ဖိုးကိုသတ်မှတ်ပေးတာမဟုတ်ပါဘူးတယောက်ယောက်ကကိုမချစ်နိုင်ခဲ့ဘူးဆိုတာကလေကိုဟာချစ်ဖို့မထိုက်တန်ဘူးဆိုတဲ့အဓိပ္ပာယ်မဟုတ်ပါဘူးเนาะဒါဆိုရင်ဒီ step 3မှာဆိုလို့ရှိရင်တော့ဒီကိုပေါ့နော်ဘာကြောင့်ဒီလိုဖြစ်သွားတာလဲဒီလိုမျိုးထပ်မဖြစ်အောင်ဘယ်လိုလုပ်ရမှာလဲအစရှိသဖြင့်ပေါ့နော်ကိုအုံနောက်ကိုမေခွန်းပေါင်းများစွာနဲ့ဒီအများကြီးအလုပ်ပေးတဲ့အချိန်ဖြစ်ပါတယ်သူကဒီ process တစ်ခုလုံးကိုအစနဲ့အဆုံးပြန်ပြီးတော့ပေါ့နော်အချိန်ချင်းပြန်စဉ်းစားမယ်ဘာကြောင့်ဖြစ်သွားတာလဲငါမှားတာလားဘယ်နေရာမှာဘယ်လိုဖြစ်သွားတာလဲဆိုပြီးတော့အုံနောက်ကစင်စမ်းမပြတ်တွေးခေါ်နေတဲ့အဆင့်တစ်ခုရောက်သွားတာပေါ့နော်
ဒီနေရာမှာဒီအခွင့်အရေးဒါမှမဟုတ်ထောင်ချောက်ဆိုပြီးတော့မှ2မျိုးဖြစ်နိုင်တယ်ဆိုပြီးတော့မှဒီမှာရေးထားတဲ့ဒေါက်တာတယောက်ကပေါ့နော်ရေးသားထားလည်းတွေ့ရပါတယ်သူက opportunity လေးက threat လားဆိုပြီးတော့ပေါ့နော်နှစ်ခုရှိတယ်တကယ်လို့အဲ့ဒါကိုဘယ်လိုခွဲရမှာလဲဆိုလို့ရှိရင်ဒီဖြစ်တဲ့အစပိုင်းမှာပေါ့နော်စိတ်ပြက်အားငယ်မှုတွေနောက်ပြီးတော့ဒီအပြက်သဘောဆောင်တဲ့အတွေးတွေထဲမှာကိုကပိတ်မိနေသေးတယ်ဆိုလို့ရှိရင်ဒါဟာကိုကထောင်ချောက်တစ်ခုထဲမှာပိတ်မိနေတာပေါ့နော်ဒါကတော့ trap ဖြစ်တယ်တကယ်လို့ကိုကနေပြီးတော့မှဒီအတိတ်ကတည်းကမရှိတဲ့ခံစားချက်တွေကိုလှုပ်ရှားလိုက်ပြီးပေါ့နော်ဒီပိစုပန်တဲ့အနာဂတ်အတွက်ပဲတွေးနေပြီနောက်ပြီးတော့မှဒီကိုနဲ့ဒီတခြားလူတွေအပေါ်မှာမလုံခြုံမှုတွေတန်တရားတယ်နောက်ပြီးတော့မှပို့ပြီးတော့ဒီကွဲပြားတဲ့ယုံကြည်ချက်တွေနဲ့နောက်ဆုံးမှအဲ့ဒီကနေလွတ်မြောက်လာတယ်ဆိုလို့ရှိရင်တော့ဒါဟာ step 3မှာ opportunity ဆိုတဲ့ကိုယ့်အတွက်ဒီတကယ်အခွင့်အလမ်းတစ်ခုကိုတွေ့ရှိသွားတာဖြစ်ပါတယ်အဲဆိုရင်အဆင့်၄ကကြတော့ rage လို့ခေါ်တဲ့တကယ်ကိုထိမ့်မနိုင်သိမ့်မရဒေါသထွက်တဲ့အဆင့်ပေါ့နော်ဒီအဆင့်ကဒီအဆင့်မှာတော့ဒီကိုနာကျင်ခံစားရတဲ့ကိစ္စတွေကနေပြီးတော့တဖြည်းဖြည်းပျောက်ကွယ်သွားပြီပေါ့နော်ဒီအဆင့်ကိုရောက်တဲ့အခါမှာကိုကာကွယ်ခြင်းနဲ့စိတ်တွေပေါ်လာတယ်ဆိုပြီးတော့မှဒီ psychology အရာရေးထားတာတွေ့ရတာပေါ့နော်ကိုအပြစ်တင်တဲ့နေရာနဲ့ तू ကငါ့ကိုနာကျင်စေခဲ့တယ်ဆိုတာမျိုးကို तू ကနားလေလာတဲ့အဆင့်ပေါ့နော်ဒီမှာဒီ psychology ရဆိုလို့ရှိရင်ဘယ်လိုပြောထားလဲဆိုတော့ဒီမှာဒေါသတအားဖြစ်တယ်ပေါ့နော်ဒေါသဆိုတာကနေပြီးတော့ဒီရှစ်ဆက်မသွားနိုင်အောင်ပေါ့နော်တားဆီးထားတဲ့အရာမဟုတ်ပါဘူးတဲ့တကယ်တော့ဒီကိုတန်ဖိုးထားမှုကိုပြန်လည်နိုးထလာတဲ့ဒီလက္ခဏာတစ်ခုဖြစ်နိုင်တယ်ဆိုပြီးတော့ psychology ရတော့ရေးထားပေါ့နော်ဒီအထဲမှာမှတ်သားစရာကတော့ဒီ step 4ရောက်တဲ့အခါကျရင်ဒေါသတွေတအားထွက်နေပြီဆိုလို့ရှိရင်ဒေါသကိုဒီမကောင်းတဲ့ခံစားချက်လို့မမြင်ပါနဲ့ပေါ့နော်ဒေါသဆိုတာကကိုယ့်ရဲ့စွမ်းအင်တစ်မျိုးဖြစ်တယ်ဒီစွမ်းအင်ကိုဒီစီကံသတ်မှတ်ဖို့ကိုယ်တန်ဖို့ကိုပြန်လေသတ်မှတ်ဖို့အဲ့ဒီနေရာတွေမှာအသုံးချပါအဲ့လိုဒေါသမျိုးတော့ထွက်ခွင့်ရှိရပေါ့နော်နောက်တစ်ခုကဒီဆောင်ရန်ချောင်ရန်ရေးထားတဲ့အထဲမှာပါတယ်ဆိုလို့ရှိရင်ဒီဒေါသကိုပေါ့နော်ကိုကဒီ broken တို့ဒီ breaker တို့ကြောင့်ဖြစ်လာတဲ့ဒေါသကိုနေပြီးတော့ဒီမဆိုင်တဲ့နေရာတွေကိုတည်သွားတဲ့အခါမှာရိုက်နှက်တာတို့တခြားလူတွေကိုဒီနာကျင်အောင်လုပ်တာတို့ပေါ့နော်အဲ့လိုမျိုးစူးစမ်းခဲ့မယ်ဆိုလို့ရှိရင်ဒါကတော့ကိုယ့်ရဲ့နာကျင်မှုကိုကုစားတာနဲ့မတူဘူးပေါ့နော်ပို့ပြီးတော့မှနာကျင်မှုကိုပိုဆိုးသွားအောင်ဖန်တီးပေးနိုင်တာပဲဖြစ်တယ်ဆိုတာမျိုးဒီမှာရေးထားတယ်ပေါ့နော်အဓိကကတော့ဒီဒေါသနဲ့အတူပါလာတဲ့ဒီစွမ်းအင်ကိုပေါ့နော်တိဆောက်မှုအဖြစ်နဲ့ကိုကပြောင်းလဲရမှာဖြစ်တယ်ဒီအထီးကျန်ပြီးတော့ပြည့်ပြည့်သွားမယ်အစားပေါ့နော်တက်ကြွနဲ့ဒီလှုပ်ဆောင်ရမယ်ဆိုတော့အပြုသဘောဆောင်တဲ့လှုပ်ဆောင်ချက်တွေကိုလှုပ်ဆောင်လို့ရတယ်ပေါ့နော်အဓိကတော့ဒီ step 4မှာဆိုလို့ရှိရင်တော့ဒီဒေါသအရင်ထွက်လာတယ်ဆိုလို့ရှိရင်အကစားလုပ်လိုက်တာတို့နောက်ပြီးလို့ရှိရင်ကျမကြီးနဲ့ညီညွတ်တဲ့အစားစားတာတွေအပန်းဖြေတာတွေနောက်ပြီးတော့မှဒီတဘာဝပေါ့နော်ဒီခီးထွက်တာတို့တဘာဝနဲ့ထိတွေ့တာတို့အချိန်ဖြုံးတာတို့တွေလုပ်တဲ့နေပေါ့နော်နောက်ပြီးလို့ရှိရင်ဂျာနယ်ရေးတာဝတ္ထုရေးတာဒါမှမဟုတ်ရင်များသောအားဖြင့်တချို့အဆိုတော်တွေဆိုလို့ရှိရင်ဒီအသေးကွဲပြီးမှဒီတရှင်းကောင်းတွေထွက်လာတာနာမည်ကြီးသွားတာပေါက်သွားတာအဲ့လိုမျိုးတွေရှိကြပါတော့အဲ့ဒါကြောင့်အဲ့ဒီစင့်ကိုရောက်တဲ့အခါကျလို့ရှိရင်ပေါ့နော်ဂျာနယ်ရေးတာတော့ကိုယ့်ရဲ့ဇက်ကြောင်းပေါ့ဥမာကိုယ့်ရဲ့ဇက်ကြောင်းက happy ending မဖြစ်ခဲ့ဘူးဆိုလို့ရှိရင်လည်းဒီနေရာမှာကိုကနေပြီးတော့ happy ending ဖြစ်အောင်ပြန်ပြီးဇက်လန်းတစ်ပုတ်ပြန်ရေးလို့ရတယ်ပေါ့နော်သူတို့ကတော့ဒီလိုမျိုးတွေရေးထားတယ်အဲ့လိုမျိုးလုပ်ချင်းအဖြစ်နဲ့ကိုကနေပြီးတော့အထီးကျန်မှုကနေရုံထွက်လာပြီးတော့မှတငယ်ချင်းတွေမိတ်ဆွေတွေမိသားစုတွေနဲ့ပြန်ပြီးတော့ connection လေးပြန်ရမယ်ပေါ့နော်အနည်းဆုံးကတော့ဒီ step 4မှာဆိုလို့ရှိရင်တော့စိတ်တူလွယ်တယ်ပောက်ကွဲလွယ်တယ်ပေါ့နော်လမ်းခွဲပြီးရဲ့နောက်မှာဒီဒေါသဟာတိဆောက်မှုတာမှမဟုတ်ဖြည့်ဆည်းမှုတစ်ခုလည်းဖြစ်သွားနိုင်တယ်ဒါကိုယူဆိုင်ရမှာပေါ့နော်လက်တွေ့ဘဝကိုတွန်းလှန်ပြီးတော့ပိတ်မိနေတယ်ဆိုလို့ရှိရင်တော့ဒါဟာဖြည့်ဆည်းစေနိုင်တယ်ပေါ့နော်တချို့ကကြတော့ဒီ broken ဖြစ်နေတယ်ဒါမှမဟုတ်ရင်လည်းဒီ breakup ဖြစ်သွားတဲ့အခါကျလို့ရှိရင် normal like လို့သူတို့ဘာသူတို့စူးစမ်းနေထိုင်တယ်တကယ်ကတော့အဲ့ဒီထဲကနေရုံမထွက်နိုင်သေးဘူးပေါ့နော်အဲ့ဒီအနေအထားတွေကသူတို့အတွက်တကယ်ကိုထိန်းချုပ်ပြီးတော့ပေါ့နော်ပိတ်မိနေတဲ့အနေအထားတစ်ခုဖြစ်တဲ့တကယ်ကိုဒါကြောက်စရာကောင်းတဲ့အချိန်တစ်ခုပေါ့နော်တကယ်လို့ကိုဟာပေါ့နော်ဒီ step 4ပေါ့နော်
rage ဆိုတဲ့ဒေါသထွက်တဲ့အဆင့်ထိရောက်လာပြီရှစ်ဆက်မသွားဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့စွမ်းအင်အားလုံးဟာဒီ step 4မှာပဲကုန်ဆုံးသွားမှာဖြစ်တယ်ပေါ့နော်အဲဆိုရင် step 5ပေါ့နော်နောက်ဆုံးအဆင့်ကတော့ lifting ဆိုတဲ့အဆင့်ဖြစ်ပါတယ်သူကတော့ပေါ့ပါလာတဲ့အဆင့်ပေါ့နော်နောက်ဆုံးအဆင့်ဖြစ်ပါတယ်ဒီအဆင့်မှာဒီစိတ်ပိုင်းဆိုင်ရာလေးလံမှုတွေဟာစပြီးတော့တက်တာလာတယ်ပေါ့နော်သူ့အကြောင်းကိုလုံးဝမတွေးမိတော့တဲ့အချိန်လေးရှိလာတယ်ပြီးတော့အနာဂတ်ကိုပြင်မြင်လာရတယ်ပေါ့နော်ဒီမှာဆိုရင် psychology ရပြောရမယ်ဆိုလို့ရှိရင်ဒီ step ကိုရောက်တဲ့အချိန်ကြမှာပဲကိုယ့်ရဲ့အုံနောက်ကနေပြီးတော့ဒီကိုယ့်ကိုအောင်မြင်မြင်နဲ့ပြန်လေပြီးတော့ရှေ့ဆက်မှုအသစ်တွေဖန်တီးပေးလိုက်ပြီပေါ့နော်ဒီကိုယ့်ရဲ့အတိတ်မှာရှိတဲ့ဒီ relationship နဲ့လည်းနေပြီးတော့လုံးဝကိုခွဲထွက်ပြီးသားဖြစ်သွားတယ်ပေါ့နော်ဒီ step 5မှာဆိုလို့ရှိရင်တော့ message အနေနဲ့အကြတော့ကိုဟာနေပြီးတော့လုံးဝပေါ့နော် survival mode ကိုဖြစ်သွားပြီတက်ရှင်သွားပြီပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်အဆိုးဆုံးအချိန်တွေကိုကြော်ဖြတ်ပြီးသွားပြီနောက်ဆုံးတော့နေအောင်ကြည့်ပြန်ရလာပြီပေါ့နော်နေထွက်တဲ့အချိန်လေးကိုရောက်သွားပြီဆိုတာမျိုးနဲ့ဒီမှာရေးထားတာတော့တွေ့ရပါတယ်ဒီ step 5ပေါ့နော်အဆင့်9မှာမှားယွင်းမှုတွေလည်းရှိတတ်တယ်ဆိုတာမျိုးလည်းစာဖတ်တဲ့ထဲမှာထပ်တွေ့ရပါတော့ဒီ lifting အဆင့်မှာမှားယွင်းသွားတဲ့အခါတဲ့ဒီကိုယ့်ရဲ့ခံစားချက်တွေပေါ့နော်စစ်မှန်တဲ့ပြောင်းလဲမှုမဟုတ်ပေနဲ့သူကနေပြီးတော့ခံစားချက်တွေနဲ့အဆက်တွေပြတ်သွားတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်နာကျင်မှုကိုမခံစားခြင်းလို့ဒါမှမဟုတ်ဒီဝေဒနာတွေကိုအချိန်တွေကုန်တာခွန်အားတွေရင်းနှီးမြုပ်နှံမှုနဲ့မလုရှင်ဘူးပေါ့နော်စောစောကြီးအစောကြီးပိတ်သိမ်းလိုက်တာပြောချင်တာဒီ step 5ခုလုံးကိုမတော်ဘူးကိုက step တစ်ခုမှရက်နာလိုက်တယ်ဆိုလို့ရှိရင်ဒါဟာကိုယ့်ရဲ့ခံစားချက်တွေနဲ့အဆက်တွေပြတ်သွားတာလို့ခေါ်တယ်ပေါ့နော်အဲ့လိုမျိုးလုပ်လိုက်ခြင်းရလက်ကကြတော့နောက်ဆက်ဆံရေးတွေမှာကိုယ့်ရဲ့စိတ်ခံစားချက်တွေ feeling တွေမရှိတော့ဘူးအားနေသွားတယ်ပေါ့နော်ပြီးရင်ဒီအဲ့လိုမျိုးပြတ်တောက်သွားတဲ့အတွက်နဲ့ပေါ့နော်စစ်မှန်တဲ့စိတ်ခံစားချက်ဒီဖြစ်ပေါ်လာမှုတွေဟာမရှိတော့ဘူးပေါ့နော်အဲ့ဒါမျိုးတွေကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာတာစီပိတ်ပင်တာတွေဖြစ်သွားတာမျိုးတွေဖြစ်နိုင်တယ်တခြားလူကိုအဝယ်မခံတာတော့ဒါနဲ့ပတ်သက်ပြီးတော့ trauma ရသွားတာတော့ဆိုတာကဒီ break up လုပ်တဲ့အခါမှာ healing လုပ်တဲ့ process ပေါ့နော်ဒီ9ဆင့်လုံးကိုမပြီးဘဲနဲ့တဝက်တစ်ပြည့်ရက်နာလိုက်တဲ့အတွက်နဲ့ဒီစိတ်တန်ရာမတတ်တာပဲနဲ့ပေါ့နော်ဒီလိုမျိုးဖြစ်တယ်ဆိုတာမျိုးဒီစာတွေထဲမှာတွေ့ရပါတယ်လင်ကုန်းချုံအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်လမ်းခွဲခြင်းတွေဆိုတာဟာအရန်ကိုရှုပ်ထွေးပါတယ်သူတို့ကဒီရုပ်တရက်ဖြစ်ပေါ်လာတဲ့ဒီစိတ်ခံစားချက်တွေအနေပြီးတော့မှသူဟာနဲ့သူပေါ့နော်ဒီရှေ့မှာပြောခဲ့သလိုပဲ step 5ခုကနေဒီခရီးပုံစံလေးတာမျိုးလေးဖြစ်နိုင်တယ်ခံစားချက်ဒီ step 5ခုလုံးကတပြိုင်တည်းခံစားရတာမျိုးလေးရှိနိုင်တယ် step by step သွားတာမျိုးလေးဖြစ်နိုင်ဒါမှမဟုတ်ရင်လည်းဒီ step တွေလိုမျိုးမဟုတ်ဘဲနဲ့ခံစားရတာမျိုးတွေလည်းအများကြီးရှိနိုင်တယ်ပေါ့နော်အဓိကကတော့ကိုဝေဖန်မှုမလုပ်ပါနဲ့ဖြစ်ရင် healing ဆိုတာကနေပြီးတော့မှဒီ healing is not a straight line ပေါ့နော် but every single day you choose to keep going you are revealing ပေါ့နော်ဝေကဒီစာလေးအရင်ကြိုက်ပါတယ်ဒီကိုပြန်လေကုစားတယ်ဆိုတာမြင်းတစ်ဖြောင်းလေးလိုမျိုးတော့သွားနေမှာမဟုတ်ဘူးပေါ့နော်ဒီကိုကနေပြီးတော့ရှစ်ဆက်မယ်လို့ရွေးချယ်လိုက်တဲ့နေ့ရက်တိုင်းဟာကိုပြန်ပြီးတော့ဒီပြန်လေတိဆောက်နေတာပဲဖြစ်တယ်ပေါ့နော်break ကတော့ဒီကို just break your heart ပေါ့နော်လမ်းခွဲလိုက်တယ်ဆိုတာကနေပြီးတော့နှလုံးသားတစ်ခုကိုချိုးဖျက်လိုက်တာလည်းမဟုတ်ပါဘူးတချို့အရာတွေကကြတော့ကိုယ်ကောင်းတဲ့အရာတစ်ခုအတွက်ဒီနေရာလွတ်ဖြစ်သွားအောင်လို့ပေါ့နော်ကိုမဖြည့်ဆည်းနိုင်တဲ့နေရာတစ်ခုကိုရှင်းလင်းပေးလိုက်တာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့ဒီဟာကိုကနေပြီးတော့ဒီလွတ်ဆွဲခြင်းနဲ့ဒီ temporary မှာဖြစ်ခဲ့တဲ့အရာတွေထပ်ပို့ပြီးတော့မှကိုဟာပို့ပြီးတန်ပါတယ်ဒီထွက်သွားတဲ့အချစ်တန်းနေပြီးတော့ကိုဟာပို့ပြီးတော့တန်ဖိုးရှိရယ်အဲ့ဒါကြောင့်မို့လို့ဒီမှာဖြစ်ပေါ်နေတဲ့အခု sharing လုပ်ပေးခဲ့တဲ့ step 5ခုလုံးကိုဖြတ်တန်းဖို့မမေ့ပါနဲ့ဒါနောက်ဆုံးအနေနဲ့ပြောချင်တာကတော့ခံစားချက်တွေကိုလက်ခံပါတနေ့ကြားလို့ရှိရင်တော့ကိုဟာဒါတွေအကုန်လုံးကိုကြော်ဖြတ်ပြီးတော့မှပို့ပြီးတော့ပညာရှိလာမယ်ပိုပေါ့ပါလာမယ်အတွေ့အကြုံတွေကနေမှတဆင်ကိုယ့်ရဲ့ခံစားချက်တွေကိုဘယ်လိုမျိုးစီမံခန့်ခွဲရမလဲဘယ်လိုထိန်းချုပ်ရမလဲဆိုတာကိုသိရှိလာမယ်ပြီးတော့ကိုပို့ပြီးတော့ချစ်တက်လာမှာဖြစ်ပါတယ်ဒါတွေအကုန်လုံးကိုကြော်ဖြတ်နိုင်ပါတယ်အားလုံးကျေးဇူးပါရှင်